Manchester United ညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ညီကိုတို့တီးချင်နေကြတဲ့သတင်းလေးတစ်ပုဒ်ကိုကျွန်တော်ယူဆောင်လာခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုရင်တော့ Manchester United အသင်းအနေနဲ့လာမယ့်ရာသီ2026-2029ရာသီမှာဝတ်ဆင်မဲ့အိမ်ကွင်းဂျာစီကိုလာမယ့်ကြာတာပတင်းနေ့မေလ14ရက်နေ့မှာတရားဝင်ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်အဲ့ဒီအပြင်ကိုမှညီကိုတို့အသိချင်ဆုံးဖြစ်မယ်ဆိုတဲ့လက်ကျန်ပွဲစဉ်ဖြစ်တဲ့ဒါ Nottingham Forest နဲ့ Brighton တို့ပွဲစဉ်မှာလည်းဒီဂျာစီကိုဝတ်ဆင်ပြီးတော့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ် Manchester United အမျိုးသမီးအသင်းအနေနဲ့လာမယ့်စနေနေ့မှာတရားဝင်ဝတ်ဆင်ရှင်ပြိုင်သွားမှာဖြစ်ပြီးတော့ Manchester United အမျိုးသားအသင်းအနေနဲ့လာမယ့်တနင်္ဂနွေနေ့ Nottingham Forest နဲ့ပွဲစဉ်မှာတရားဝင်ဝတ်ဆင်ရှင်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်ဂျာစီရဲ့ပုံစံကတော့အခုလက်ရှိကျွန်တော်ပြထားတဲ့ပုံစံနဲ့အနီးဆုံးထွက်လာမယ်ဆိုပြီးတော့သတင်းတွေကြားနေရပါတယ်ဒို့ပေမဲ့ကြာတာပတင်းနေ့မှာတရားဝင်ကြီးညာသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီနေ့မှာကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်ညီကိုတို့အနေနဲ့ရောဒီပုံစံကတကယ်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ comment လေးမှန်းခဲ့ကြပါအောင်အဲ့ဒီအပြင်ကိုမှအခုဂျာစီကဖြစ်နိုင်တယ်ဆိုရင်လည်းအရန်ကိုလှနေလားညီကိုတို့အနေနဲ့ရောကြိုက်ရဲ့လားဆိုတာကိုကျွန်တော်ရဲ့ comment အောက်မှာဖြေပေးခဲ့ကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်